ဒီနေ့မှာတော့အသစ်ထွက်ထားတဲ့ဆလီနာစကင်လေးနဲ့တွားချကြည့်မှာဖြစ်ပါတယ်စကီးဖတ်တီကဘာညာကောင်းလားကျွန်တော်တို့ချောလားကဲအဲ့ဒါတွားကြည့်အောင်ပထမဆုံးစကေးတူကိုယင်ကြည့်လိုက်ဖယုံသီးလိုငမိုင်းပြေးကြိုက်လိုက်တာဗျာပြီးတော့ခုတ်ချက်တွေဆိုတာလန်ထွက်နေရပဲတော်တော်လှတဲ့စကင်ထဲမှာပါတယ်ဗျာဒါကိုတွားကြည့်ပြီးကျွန်တော်ဘာကိုတွားတတိရလဲဆိုတော့ကျွန်တော်ငယ်တော့ဆော့ခဲ့ပလန်ဖက်ဆက်ဇွန်ဘီတဲ့ကအဲ့လိုကြိုက်တဲ့ကောင်လေးနဲ့တွားစင်နဲ့သူကြိုက်ထုတ်ပလိုက်ဒီမှာဆိုကျွန်တော်ဈေးပြရကိုထိအောင်လို့ချိန်ပြီးတော့ပြစ်လိုက်တယ်ပြီးတော့ dash လေးတွေဝင်သုံးပြီးတော့အသာလေးကေးလိုက်တယ်ဗျာ dash တွေကလည်းလှမှလှအဲရိုမီသွားလို့ဖောင်ပြောင်းပြီးစကေးတူးနဲ့ဝင်ကုတ်လိုက်ရင်တအားကိုရတာရှိရဗျာဘာလို့လဲဆိုတော့စကေးတူးရဲ့အလှကဒီလိုမျိုးလဲထွက်နေတဲ့ဟာမျိုးကြီးဗျာဆလီနာအိုက်တန်တွေထွက်ပြီဆိုရင်အဲရိုမမီလည်းဝမ်းတင်ပြီးတော့ကုတ်လိုက်ရုံပဲဒီမှာကြည့်လိုက်ကြိုက်သွားတဲ့ကောင်ကြီးကိုရှိုးကြောက်စရာကြီးဒီမှာဆိုတော့အကွက်တွေစပြဗျာ A5 Ultimate ကိုရှောင်လိုက်တယ်စတန်းမိပြီးတော့သွေးဖင်ကကြံတာဖလစ်ကာနဲ့ရှောင်ပြီး2-1လေးပြန်တင်ပြီးတော့ကုတ်ထလိုက်တာရှော့သွားတယ်ဗျာအဲ့လိုလွယ်နဲ့မရဘူးလေဒီမှာဆိုတော့အကျင့်တွေရုပ်ပြီးတော့ဒီမှာ threat တွေချပြီးစောင့်နေတာလာမဲ့ကောင်တော့ပြစ်ပြီးတော့ချရင်ပေါ့ဒါမဲ့ကန်ဆိုးကျင်တော့ A5 ဖြစ်နေတော့တန်းတော့မပြတ်ဘူးဗျာဒါမဲ့ဆရာသမားကြောက်အားလန့်အားနဲ့ Ultimate ကြီးသုံးလာတယ်ကျွန်တော်လဲ Aero လေးလှလှပပလေးနဲ့သုံးသက်ပေးလိုက်တယ်စကင်ဟတ်ထားလားလို့လာမပြောနဲ့ကျွန်တော်တို့ creator တွေကစကင်အသစ်ထွက်ပြီဆိုရင်တရက်သုံးကတ်လေးတွေရပါတယ်အဲ့ဒါလေးနဲ့ကျွန်တော်လုပ်ပြပါစကင်လည်းမဝယ်နိုင်ပါဘူးအဲ့ဒါကိုလာပြောတာပါပြီးတော့အားလုံးလည်းရမ်းချစ်ပါတယ်လို့